တူဒီတာသွားစားမိလို့ဓာတ်နဲ့ထိုးခံရပြီးတည်ဆုံသွားခဲ့ရတဲ့ဂရိတ်စစ်ကျောင်းသားလေးမောင်ထက်ထူအောင်မန္တလေးတိုင်းဒေသကြီးအမရပူရမြို့နယ်ဒနုံကျေးရွာအုပ်စုရင်တော်ဆန်စံပြကျေးရွာမှာရှိတဲ့မူလာတန်းလွန်ကျောင်းတစ်ကျောင်းမှာဂရိတ်စစ်ကျောင်းသားတဦးလယ်ပင်ကိုဓာတ်နဲ့ထိုးခံရပြီးတည်ဆုံသွားခဲ့ပါတယ်။ဇွန်လ23ရက်နေ့ကအဆိုပါမူလာတန်းလွန်ကျောင်းမှာဂရိတ်စစ်တက်ရောက်နေသူမောင်ထက်ထူအောင်15နှစ်ဟာနေကင်းမုံစားကျောင်းဆင်းချိန်လောက်မှာကျောင်းရှိဓာတ်တိုင်အနီး၌လယ်ပင်တန်ရာရရှိထားပြီးလဲကျနေတာတွေ့ခဲ့ကြလို့စေယုံတင်မိုးခဲ့ကြပေမဲ့တည်ဆုံသွားခဲ့ပါတယ်။ဓာတ်နဲ့ထိုးသူကိုမကြာမီမှာဖမ်းဆီးရရှိခဲ့ပြီးထိုသူဟာတရွာရဲသားချင်းရက်ရွာထဲမှာကြုံရကြပန်းအလုပ်လုပ်ကိုင်နေသူမောင်တိုး14နှစ်လို့သိရပြီးသူကတည်ဆုံသူမောင်ထက်ထူအောင်တက်နေတဲ့မူလာတန်းလွန်ကျောင်းကမဟုတ်ပါဘူးကျွလွန်သူဟာအယုအသွားကိုလက်မခန့်ရှိတဲ့ဓာတ်ကိုအမျက်ဆောင်ထားလေးရှိသူဖြစ်ပြီးအခုလဲမောင်ထက်ထူအောင်ကိုတေးစီလိုတဲ့ဆန္ဒနဲ့လယ်ပင်လိုနေရာကိုတေးအောင်ထိုးတက်ခဲ့တာလို့နှိစက်သူတွေကဆိုကြပါတယ်ဒီဖြစ်ရတဲ့ပတ်သက်ပြီးတေဆုံးသူမောင်ထက်ထူအောင်ရဲ့ဦးလေးဖြစ်သူကအကြောင်းစုံကိုဒီလိုရှင်းပြလာပါတယ်သူ့ရဲ့တူမောင်ထက်ထူအောင်ဟာတသက်နဲ့တကူစတုဒီသားဆိုရင်ရှက်လို့ဘယ်လိုသွားစားခိုင်းလုံးဝမစားတဲ့တူလေးကဖြစ်ချင်တော့အဲ့ဒီနေ့မှာတငယ်ချင်း2ဦးနဲ့အတူသွားစားခဲ့ကြကြောင်းစတုဒီသားအိမ်မှာအရင်ကရန်ညိုးရှိဘူးသူမောင်တိုး14နှစ်နဲ့တိုက်မိရာကနေထိုးကြကြိတ်ကြရန်ပစ်ခဲ့ကြကြောင်းလူကြီးတွေကဝင်ရောက်ဖြန်ပြေးပြီးတူလေးကကျောင်းကိုပြန်သွားခဲ့ကြောင်းဒါပေမဲ့ရန်ညိုးထားတဲ့မောင်တိုးကမကျင်တတ်ဖဲဓာယူပြီးကျောင်းရှိအထိတွားစိန်ခေါ်ခဲ့ကြောင်းအဲ့ဒီကနေစကားဆက်များကြရင်တူလေးရဲ့လယ်ပင်ကိုဓာတ်နဲ့ထိုးသက်သွားခဲ့တာဖြစ်ကြောင်းပြောပြခဲ့ပါတယ်ရန်ညိုးထားခဲ့ရခြင်းအကြောင်းရင်းကအရင်ရက်တွေတုန်းကရက်ွက်ထဲမှာဗျံကြားလို့ပလုံကောက်တဲ့မောင်တိုးကအိမ်တိမ်မှာကာထားတဲ့သွတ်တွေကိုဆွဲယူနေတာသူ့ရဲ့တူလေးကမနက်ခင်းအားကစားလို့လမ်းလျှောက်ထွက်ရင်းအမတ်မတင်တွေးခဲ့လို့အိမ်ကိုပြန်ပြေးလာပြောခဲ့ပါတယ်လူကြီးတွေကလည်းရက်ွက်ထဲမှာအခုလိုဖြစ်ရင်ဟိုအိမ်ကလိုဒီအိမ်ကလိုထင်မြင်ခံရမှာစိုးလို့အားလုံးကမောင်တိုးတုတ်ခိုးနေတာကိုဝိုင်းဖမ်းပြီးနောက်မလုပ်ဖို့ပြောလွှတ်လိုက်ကြကြောင်းဒါကိုမောင်တိုးကသူ့ရဲ့တူလေးမောင်ထက်ထူအောင်ကလူကြီးတွေကိုပြန်ပြောလို့အခုလိုဖြစ်ရတဲ့ဆိုပြီးရန်ညိုးထားခဲ့ခြင်းဖြစ်ကြောင်းအဆိုပါရန်ညိုးကနေအခုစတုဒီသာကျွေးတဲ့အိမ်မှာပြန်ဆုံချိန်တမင်သက်အကြံစီနဲ့လိုက်ရန်စာပြီးတတ်တဲ့အထိပြုလုပ်ခဲ့တာလို့ဦးလေးဖြစ်သူကရှင်းပြလာခဲ့ပါတယ်လက်ရှိမှာအမှုပေါ်အောင်ចောင်းသားချင်းဖြစ်တာလို့ပြောနေကြတာတွေလည်းတွေ့ရလို့ចောင်းသားချင်းမဟုတ်ဘဲရန်ညိုးထတတ်ခဲ့တာသာဖြစ်ကြောင်းရှင်းပြထားပါတယ်